ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒါအိန္ဒိယဘတ်စမာတီစပါးမျိုးပေါ့နော်ဒါကျွန်တော်မျိုးတန့်တင်ပြီးပြီမှားတဲ့လူတွေကိုကျွန်တော်စပို့ပေးနေပြီအဲ့တော့မမှားသေးတဲ့လူတွေလည်းမှားလို့ရပြီအိတ်ကတော့အနည်းငယ်ပဲရှိတယ်စပါး150ဝန်းကျင်လောက်ပဲကျန်တော့တယ်အဲ့တော့ဒါအိန္ဒိယဘတ်စမာတီစပါးမျိုးဒီစပါးမျိုးကကျွန်တော်လိုင်းပေါ်မှာစိုက်တဲ့အချိန်မှဲ့တဲ့အချိန်ရိတ်တဲ့အချိန်ဒီဒါတင်ပြပေးတဲ့စပါးမျိုးအဲ့တော့ဒီစပါးမျိုးဟာဘယ်သေးရောက်ရမလဲဗျာကုန်တယ်ဦးနော်ကုန်တယ်ဘယ်သေးရောက်အောင်လဲဆိုတာတော့ကျွန်တော်လည်းအဆင်မပြေဘူးရောင်းလို့အဆင်မပြေဘူးကုန်တယ်ကတော့ရောင်းလို့အဆင်မပြေဘူးဘာကြောင့်လဲစပါးဒီတင်းရီများမထွက်နိုင်တဲ့အတွက်ရောင်းဖို့အတွက်သူတို့ကလည်းဈေးကွက်တစ်ကွက်ကိုရှားဖို့အတွက်ကိုအခက်အခဲရှိမယ်အဲ့တော့ကျွန်တော်ကလည်းတင်းရီများတင်းထောင်ကနန်းတောင်းကနန်းရမှဒီကုန်တယ်ကဒီစပါးကိုလှောင်ပြီးတော့နော်အချိန်တန်မှကြိတ်ခွဲရောင်းချမယ်ဆိုရင်ဒီဆန်ဒီတကယ်ဈေးကွက်ဝင်တဲ့ဆန်အဲ့တော့သူ့ရဲ့ဆန်သားဒီညိုတယ်เนาะအမဲရောင်နည်းနည်းဖောက်တယ်ပေါ့เนาะအညူရောင်အနောက်တယ်ပေါ့เนาะဆန်သားလေးကနောက်တယ်ချက်တဲ့အခါမှာရှည်ကြီးပဲเนาะကျွန်တော်တို့လိုင်းပေါ်မှာလည်းဘတ်စမာတီဆန်ဒီသမင်းဒီအကြောင်းကိုလည်းလိုင်းပေါ်မှာလည်းပြနေတဲ့လူတွေရောင်းနေလို့ရှိတယ်ဒါကတော့အိန္ဒိယကလာတဲ့ဆန်တွေကိုယူရောင်းနေတာအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလည်းစိုက်လို့ရတယ်ဒီကောင်ဒီຫນွေမိုးကိုစိုက်လို့ရတယ်သူကြောက်တာကတော့ကျွန်တော်တို့မိုးနဲ့လေနဲ့လာတဲ့ခါမှာစပားတွေမှဲ့တဲ့ခါမှာအောက်ရည်မပြတ်တဲ့ခါမှာစပားတွေလဲပြီးတော့သူကတော့မြေကြီးကိုကတ်သွားတဲ့အတွက်အဲ့ဒါဆိုရင်တော့အပျက်စီးများမယ်အဲ့တော့ဒီကောင်ကຫນွေမိုးဆိုင်လို့ရတယ်ရာသီတော့မကြောက်ဘူးသို့တော်လဲမိုးနဲ့ဒီနဲ့လာရင်တော့လဲပြီးတော့ပြားသွားပြီဆိုရင်တော့စပားမရတော့ဘူးအဲ့တော့မိုးလို့လေလို့မှမှဲ့မယ်ဆိုရင်ဒီစပားဒီနော်ထွက်ပါတယ်တကယ်လဲထွက်ပါတယ်ကျွန်တော်ရှိမှဆိုရင်ပထမနှစ်ကစိုက်တာဆိုရင်ဟိုပထမနှစ်က160လောက်ထွက်တယ်နောက်နှစ်140လောက်ထွက်တယ်နောက်နှစ်ဒီမှာ120ထွက်တယ်ဒီနှစ်ကတော့100နှုန်းလောက်ပဲထွက်တယ်ကြွက်ဒီကြိုက်သွားလို့နော်100နှုန်းလောက်ပဲထွက်တယ်နေလန်းတန့်နေလိုက်တဲ့ခါကျတော့80လောက်ပဲကျန်တယ်အဲ့တော့ဒီတစ်ပါးဒီရာသီမရွေးအချိန်မရွေးစိုက်လို့ရတယ်နော်သူ့ရဲ့ဆန်ကတော့အရှည်ကြီးပဲတောင်းဆန်သက်တွေနဲ့ကြိတ်မယ်ဆိုရင်သူ့ရဲ့အားနည်းချက်ကတော့ဆန်သက်နဲ့ကြိတ်မယ်ဆိုရင်ဆန်တအားကျိုးတယ်နော်ဆန်ကျိုးတယ်ဥပမာကျွန်တော်ကြိတ်ခဲ့တာပေါ့နင်းပေါ့ဆန်8လုံးလောက်ထွက်ရင်စကွဲက3လုံးလောက်လိုက်ထွက်တယ်ဆက်လက်ကအကျိုးကအဲ့ဒီအကျိုးတွေကိုချက်စားလဲကောင်းတယ်နော်သူကထက်ပိုင်းကျိုးတွေကပုံများတယ်ဆန်သားက9လုံးလောက်ထွက်ရင်ထက်ပိုင်းကျိုးက3လုံးလောက်ထွက်လာတယ်အဲ့3လုံးကိုကျွန်တော်ချက်စားတဲ့အခါလဲတော်တော်ကောင်းတယ်အဲ့ဆန်ကိုစားပြီးရင်အခြားဆန်ခြားထမင်းစားတဲ့အခါမတိုးပြန်တော့ဘူးဒါလေကျွန်တော်စားဘူးတဲ့လူမှသိတယ်သူ့ရဲ့အရသာကအခြားဆန်နဲ့ကြတော့မတူတော့ဘူးအခြားထမင်းနဲ့မတူတော့ဘူးအဲ့တော့ဒါဘတ်စမာတီစပါးမျိုးပါသူ့ရဲ့ပုံစံကဒါကျွန်တော်တန့်တင်ပြီးနော်တန့်တင်ပြီးဒါမျိုးကွဲတွေပယ်ပြီးတန့်တင်ပြီးပေါ့နော်ဒါပေမဲ့ဒီကောင်ကတော့နောက်နှစ်ဒီမှာသူကတော့အထုံးဘက်ကိုစပါးကတော့အနှဲငယ်ပြန်ထုံးသွားတာပဲသူ့ရဲ့ဗီဇနဲ့ကျွန်တော်တို့ရာသီဥတုမှာပေါက်ပွားလာတဲ့မျိုးတွေနဲ့သူကမျိုးကုပြီးတော့ဒါမဲ့ရာသီမှာလည်းထုံးတဲ့လောက်ပြန်ထုံးတယ်သို့တော်ညာလေဒီကောင်ကတော့ကျွန်တော်တို့စီကြိုသွေးကြိုသမားတွေအတွက်နော်စီကြိုသွေးကြိုသမားတွေစီကြိုသွေးကြိုလုံးဝမတည်ဘူးအဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်တို့တေကတန်ဒီတေကစိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဝင်းစာအတွက်ကွက်ကိုကြိတ်စားမယ်ဆိုရင်ကျွန်တော်တို့ဆန်9လုံးလောက်ရရင်ခုနကအကျိုးက3လုံးလောက်ရမယ်အဲ့တော့အကျိုးကိုလည်းချက်စားရင်တော်တော်ကောင်းတယ်အဲ့တော့ကျွန်တော်ကဒါလိုင်းပေါ်မှာပြထားလက်ဘတ်စမာတီစပါးမျိုးတန့်တင်ပြီးပြီဒါအဲ့အနည်းငယ်ပဲကျန်တော့တယ်ဒါကျွန်တော်ဒီနေ့ကစပြီးတော့ပို့နေမနေ့ကတနေ့ရတယ်ပို့အဲ့တော့မမှားသေးတဲ့လူတွေလည်းမှားလို့ရတယ်အဲ့တော့ကျွန်တော်ရဲ့အလုပ်ယုံပေါ့နော်ဒါကျွန်တော်ရဲ့လေယာ3အလုပ်ယုံကကျွန်တော်တို့ဒီယူရီးယားနိုင်ငံလာတဲ့ဂိုင်းတွေဒါ15ပဲကွန်ပျူတာအင်ဂျင်တွေလည်းတင်ရောင်းတယ်ကျွန်တော်တနိုင်လေးပေါ့အဲ့တော့ကျွန်တော်ရဲ့အဓိကအလုပ်ကတော့ကျွန်တော်ကနောက်ကဒီ15ပဲကွန်ပျူတာအင်ဂျင်တွေနဲ့စင်ကိုင်းတွေနဲ့ကျွန်တော်တို့တွဲဖက်ပြီးအသုံးပြုလို့ရမယ်ဆက်သွားတွေခုတ်ချင်းထဲလှန်ချင်းမြေညီချင်းနော်ထဲလှန်ချင်းမြေညီချင်းဆိုတဲ့အလုပ်တွေကိုဒီဆက်တွေကလုပ်ပေးနိုင်တယ်ဒါပေမဲ့ဒီကောင်ကရေထဲမှာပိုကောင်းတယ်အကျုံနစ်ကိုလုံးဝမကြောက်ဘူးအကျုံနစ်ဆိုတာကတော့ကျုံရိုးကျုံတင်အကျုံနစ်ကိုပြောတာထုံတယ်မစင်ရဘူးရိတ်ချွေမစင်ရဘူးတင်းတင်းလျောက်ပတ်နဲ့တကြောင်နှစ်ကြောင်ဆင်းတာနဲ့နစ်နေတယ်ဆိုတဲ့လက်ကွယ်မျိုးဒီဆက်ကလုံးဝမကြောက်နော်ထုံတဲ့တကြောင်နှစ်ကြောင်ဝင်လိုက်တာနဲ့ဟာနစ်တယ်ဒီလက်ကွက်ကထုံတယ်မစင်ရလို့ပြန်တက်လာလဲဆိုရင်ဒီဆက်ကကျွန်တော်တို့လုံးဝမကြောက်ဘူးဒီဆက်တွေက
စစင်းနေရတော့ပေါင်လဲလောက်ဒူးကောင်းလောက်ရောက်နေတာဟာဆင်းပါဆိုတော့မဖြစ်နိုင်ဘူးဖြစ်နိုင်တဲ့အတိုင်းဒါထုံသက်ဒီမောင်းရင်းနဲ့နစ်တဲ့လက်ကွက်ရိတ်ချွေဒီမောင်းရင်းနဲ့နစ်တဲ့လက်ကွက်ဒီမှာကျွန်တော်တို့စက်တွေကလုံးဝမကြောက်ဘူးကျွန်တော်တို့မော်ဂျုံးဘက်ဒီမှာလုံးဝရိတ်ချွေမစင်းရတဲ့လေဒီမှာကျွန်တော်တို့ဆင်းပြီးတော့မောင်းပြခဲ့ပြီးပြီအဲ့တော့အကျော်နစ်ကိုမကြောက်ပါဘူးတင်းဒီလျောက်ပဲဂျွန်နာတွေကတော့လုံးဝမကြောက်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့အလို့ယုံကထိုင်မောင်းလေးဆက်သွားနှစ်တုံးထိုင်မောင်းလေးမန်းလေးပန်းတက်လို့ရတဲ့အထိုင်နော်အဲ့တော့ဒီပုံစံနဲ့ကျွန်တော်ရဲ့အလုပ်ရုံကဒီပုံစံဒီဒီဇိုင်းနဲ့တွားနေတယ်နော်ကျွန်တော်ရဲ့အလုပ်ရုံကဒီပုံစံဒီဒီဇိုင်းနဲ့တွားနေတယ်မောင်းတဲ့အခါမှာလဲကျွန်တော်တို့မောင်းနီးကဖြစ်ရမယ်ကျွန်တော်တို့မောင်းနီးကမဟုတ်ဘူးနော်ဝယ်တဲ့လူကအစင်မပြေမှုတွေရှိတယ်ဆိုရင်အဲ့ဒီပစံပြန်ပေးမယ်ကျွန်တော်ရှိရတေယူသေးရှိရင်တေယူသေးတောင်တက်နိုင်တယ်လို့ကျွန်တော်တဝက်လောက်လိုက်ခံပေးဦးမယ်နော်လုံးဝတောင်သူကိုလိမ့်ညာပြီးမရောက်ဘူးမောင်းမကောင်းတော့မရောက်ဘူးမောင်းမကောင်းတော့မှားရင်လည်းလုံးမပြေဘူးကျွန်တော်ဘယ်လိုလုပ်ပေးပါဘိန်းကတော့ဘယ်လောက်ဖွဲ့သီးပေးပါနောက်ကတော့ကျွန်တော်ကိုထိုင်လင်မန်းကိုတော့ကျွန်တော်တို့တစ်ဖက်ဆောင်းလုပ်ပေးပါကျွန်တော်မလုပ်တတ်ပါဘူးမလုပ်လဲမလုပ်ပါဘူးလုပ်လဲလုပ်ခဲ့ပြီးပါပြီအစင်မပြေလို့လုပ်မရောက်တာနော်အဲ့တော့လှည့်ရပေးရတဲ့ခါမှာတစ်ဖက်ဆောင်းနေသည်လှည့်ရပေးရတဲ့ခါမှာလုံးဝကစုံပေါက်ပြီးတော့ဆက်ကိုလုံးဝပြက်စီပါတယ်ဒါကလည်းကျွန်တော်တို့လောက်ခဲ့ပြီလို့တီးလို့ဒါဒီလုံးဝမဖြစ်နိုင်ဘူးဆိုတာကိုတီးလို့နောက်ကိုဆုပ်လိုက်တာဒီကျွန်တော်တို့လင်မန်းနဲ့မြက်တချင်းတိုင်းနေဒီလှည့်ရပေးရလားကောင်းတယ်နော်ကတ်လှည့်မလားတလင်းနဲ့နီးကကတ်နေမလားရတယ်နော်တစ်ဖက်ဆောင်နေမှာအဲ့လိုလုပ်လို့မရပါဘူးကလပ်ပြီးကြိုးကုန်မှာဆက်လည်းမယုံနိုင်တော့ဘူးမိဖို့တွေထွက်ပြီးတော့အဲ့မှလည်းထခုံနေလိမ့်မယ်ဒါလည်းတွေ့ကြုံတဲ့လူတွေသိမယ်အဲ့တော့ကျွန်တော်ဒီဇိုင်းကျွန်တော်ရဲ့မူကတော့ကြိုက်တဲ့ဘက်ကိုလှည့်ဆက်သွားနှစ်တုံးလင်မန်းလေးပါးတွေကြိုက်တဲ့ဘက်ကိုလှည့်နော်ထဲကျွင်းထဲကြံမကြံအောင်ချိန်လို့ရတယ်မွေရိုးကြီးတွေကြမ်းနေတာပဲကွာချိန်လို့ရတယ်ဒေါင်းနေရကွာတားကြီးကျဲကြံဒေါင်းနေပါကတ်ဝင်လို့ရပါတယ်တင်းတိလျှောက်ပဲဒေါင်းနေကြမ်းမယ်ဆက်ကအေးလေးကတ်ဝင်လို့ရတယ်ဒေါင်းတွေကိုဖြည်းဖြည်းလေးကတ်ဝင်လိုက်ထားတယ်အဲ့ဒေါင်းနေရမကြံပါဘူးနော်အဲ့တော့ကျွန်တော်အလိုယုံကအဲ့တော့နေ့တိုင်းလုပ်နေတဲ့ဒီနေ့ထန်းနေပင်နော်ဒဝယ်ဘက်ကိုပို့ပေးတယ်ဒဝယ်ကတော့ကျွန်တော်တို့ဘင်းတော်နေပေါ့ကုံကားကြီးနဲ့တင်ပေးတာအဲ့ဒါလေးကိုတင်ပြရင်းနဲ့အားလုံးပဲကျမ်းမာချမ်းသာကြပါစေ